ရှင်ခုတစ်ပတ်ကြားမှာတော့သမိုင်းအစဉ်လာကြီးတဲ့ခိုင်တိုင်းရင်းသားဘာသာစာပေကျောင်းကိုဆောင်းမရှင်နေပါတာဆွေးနွေးထားတာပါ။နားဆင်ပါဦးရှင်။မင်္ဂလာပါ။ပြီးရင်မနိုင်ရခိုင်မေးပြီးရင်မသိရခိုင်နဲ့ညီရဲ့မြန်မာသားရေးသားမှာအပင့်ရစ်ဟာပြဿနာကြီးတစ်ရက်ဖြစ်ခဲ့ပါတယ်။ဘယ်နေရာမှာရပ်ပင့်နဲ့ရေးမလဲဘယ်နေရာမှာရရစ်နဲ့ရေးမလဲကာကြီးကိုရပ်ပင့်လဲကြရရစ်လဲကြအတန်ချင်းကတူနေတော့ဘယ်အိဗယ်ဆိုရင်ရပ်ပင့်ဥပမာကြီးလိုင်းကကြီးဆိုရပ်ပင့်ပမာဏကြီးတာကိုပြတဲ့ကြီးကိုတော့ရရစ်ရပ်ပင့်ကြီးနဲ့ရရစ်ကြီးမှာမရှုပ်မထွေးလှပေမဲ့တခြားအပင့်ရစ်ရေးရမှာကြတော့ရှုပ်ထွေးကုန်ပါတယ်ကျင့်တဲ့ကိုရပ်ပင့်နဲ့ရေးမလားရရစ်နဲ့ရေးမလားမျော်လင့်ဆိုတာကိုရပ်ပင့်နဲ့ရေးမလားရရစ်နဲ့ရေးမလားမြန်မာစာအဖွဲ့ကထုတ်တဲ့မြန်မာစလုံးပေါင်းတပ်ပုံကျမ်းရဲ့လို့မပေါ်ပေါက်ခင်ကပညာရှင်တွေအငင်းပွားခဲ့ရတဲ့ပြဿနာကြီးပါဒီတော့အငင်းဆဲအောင်လို့ပြည့်ရင်မနိုင်ရခိုင်မီပြည့်ရင်မသိရခိုင်နဲ့ညီလို့အမှားထားပေါ်လာတာပါရခိုင်စကားမှာတော့ရပ်ပင့်နဲ့ရရစ်ကိုခွဲခြားအတန်ထွက်တတ်တော့ဒီလိုပြဿနာမရှိပါဘူးနားနဲ့ကြားတဲ့ကြားဆိုကရာတောတွေကကြားဆိုကြားနံပါတ်6ဆိုခရောက်ကြောက်တုံးနဲ့6ဆို6ရရစ်ဆိုလို့ကတော့ရတန်အထင်ရှားနဲ့အတန်ထွက်တတ်တာပါရခိုင်ဒေသစကားဟာဗမာစကားမှာရှေးကရှိခဲ့ပြီးပျောက်ကွယ်နေတဲ့အထူးသဖြင့်ရတန်ကိုထိမ့်သိမ်းထားတဲ့ဘာသာစကားလို့ဆိုရပါလိမ့်မယ်ရတန်တက်လောက်ကိုထိမ့်သိမ်းတာတော့မဟုတ်ပါဘူးဗမာစကားမှာရှေးသုံးလို့သတ်မှတ်ထားတဲ့ပေါ်ရနာစကားတချို့ကိုလည်းရခိုင်ဒေသစကားမှာတွေ့နိုင်တာပါပဲဗမာစကားကိုထဲဝင်လေ့လာခြင်းကြီးဆိုရင်ရခိုင်ဘာသာစကားကိုဥပိ္ပခာပြုထားလို့မရပါဘူးရှင်ရခိုင်တိုင်းရင်းသားတွေဟာတမိုင်းအစဉ်လာကြီးမားတဲ့သူတွေပါဓညဝရီခေတ်ဝေသာလီခေတ်မြောက်ဦးခေတ်ဆိုပြီးရခိုင်တမိုင်းအခိုင်မှာရှိခဲ့ပါတယ်ဓညဝရီခေတ်ဆိုတာကခရစ်တော်မပေါ်မီကာလကတည်းကရှိခဲ့တာပါနောက်ဆုံးမြောက်ဦးခေတ်က AD 1980ကျော်အထိတည်ခဲ့တာပါခေတ်ဆက်ဟာခေတ်မီကမတ်တရဲ့လို့မဟုတ်ပါဘူးဓညဝရီခေတ်နောက်ပိုင်းမှာဆိုဗုဒ္ဓဘာသာလဲစပြီးထွန်းကားဒင်္ဂါတွေသုံးလုပ်ပြီးငွေကြေးစနစ်လဲတွင်ကျနေခဲ့ပါပြီဝေသာလီ၄မျိုးခေတ်မှာတော့ပြည်ပအနောက်နိုင်ငံတွေနဲ့ကုန်သွယ်ရေးဆက်ဆံမှုတွေရှိခဲ့ပါပြီငွေကြေးအဖြစ်ရွှေဒင်းကားငွေဒင်းကားတွေသုံးစွဲခဲ့ကြပြီလို့ဆိုပါတယ်ရခိုင်မျိုးပြတွေစီပင်ထုံးကားခဲ့တဲ့ကာလပါရှင်AD 1500ကျော်ဒုတိယမြောက်ဦးခေတ်ကာလကတော့ရခိုင်ထီးနှန်းအင်အားတောင့်တင်းခဲ့တဲ့ကာလပါဘိုးတော်ဖျားလက်ထက်1984ခုအင်ရှင်မင်းကတိုက်ခိုက်သိမ်းသွင်းခံခဲ့ရတဲ့အထိပါပဲရှင်ကိုထီကိုနန်းကိုကျငန်းနဲ့တင်းတင်းကြဲကြဲနေနိုင်ခဲ့တော့ရခိုင်စာပေထုံးကားခဲ့ပုံကအမခန့်လို့ဆိုရပါလိမ့်မယ်BC 600စုလောက်ကရေးခဲ့တယ်လို့ယူဆရတဲ့ဗျာမီအခရာအပါအဝင်ရှေးကျတဲ့အခရာတွေနဲ့ရေးထားတဲ့ကြောက်စာတွေကိုရခိုင်ဒေသမှာအများအပြားတွေ့ရပါတယ်။ကြောက်စာတွေတင်မဟုတ်ပါဘူး။ဝေသာလီခေတ်မှာကလေးကတက္ကတာကနေရခိုင်ဘာသာကိုပြန်ဆိုထားတဲ့ကျမ်းတွေပေါ်ထွန်းခဲ့ပြီလို့ဆိုပါတယ်။ကျမ်းမတိုက်မင်းကြီးဝိထုတို့မနုဓမ္မတတ်တို့လိုစာမျိုးဂေါရမပုရံလိုနက်ခတ်ကျမ်းမျိုးတွေပါ။ကဗျာလင်္ကာဘက်ကိုကြည့်ပြန်ရင်လည်းရခိုင်ဒေသဟာအလင်္ကာဒေသလို့တော့ဆိုနိုင်လောက်ပါတယ်။ကဗျာလင်္ကာပေါ်ထွန်းခဲ့တဲ့ကာလကလည်းစောကဗျာအရွေသေးကလည်းပြောစမှတ်ပြုစရာပါ။ပကံထီးနှန်းဆိုတာဘယ်မှာနေမှန်းမသိသေးတဲ့အချိန်AD 600စု၄မျိုးခေတ်မှာရခိုင်ဘက်မှာကဗျာလင်္ကာတန်ကိုကြားနေရပါပြီ။ရေးဖွဲ့သူကအေရှိဇံမီဗျာစောပြည့်ညိုသူ့ရဲ့နာမည်ကြီးကဗျာကသိင်္ဂံမိန်တွင်အစချီတဲ့အလွမ်းရတူစံနီရောအတွေ့ရောအဆင့်တန်းမြင့်လာတယ်လို့ဖတ်ရသူအများလေးစားရတဲ့စာပါရှင်နောက်တော့ AD 968ခုမှာရေးတယ်လို့အမှတ်သားရှိတဲ့အမတ်ကြီးဓမ္မဇေယရဲ့ဘီ33လုံးလေတော်တန်ကာကြီးအစအဆုံးအခရာတွေကိုညွှန်းပြီးဖွဲ့ထားတဲ့ကြပြပါပကံခေတ်ကအနန္တသူရိယရဲ့သူရီးတယောက်ကောင်းမှုရောက်မှုကြပြဟာသူခေတ်သူအခါဘာသာစာပေထွန်းကားမှုအဆင့်နဲ့ချင့်တွက်ရင်ပကံခေတ်လက်ရမဟုတ်နိုင်ဘူးလို့ကောက်ချက်ချကြတဲ့ပညာရှိများဟာပကံခေတ်မတိုင်ခင်ကတည်းကပေါ်ထွန်းတယ်လို့အမှတ်သားရှိတဲ့ရခိုင်ကြပြတွေကိုစဉ်းကျင်စဉ်းစားသင့်လှပါတယ်ရှင်
ကဗျာလင်္ကာအရာမှာရခိုင်တိုင်းရင်းသားတွေဗမာတွေထက်အရင်ကြဖို့နောက်တာရကတရက်ရှိပါသေးတယ်အဲ့ဒါကမြန်မာဘက်မှာလဲထွန်းကားတဲ့အေးချင်းကဗျာပါအေးချင်းကဗျာကဘရင်သားတော်သမီးတော်တွေအိတ်ဆက်တဲ့အခါဆိုရလျှောက်ရတဲ့ကဗျာတစ်မျိုးပါပဲဒီအေးချင်းကဗျာလောကမှာဘယ်အေးချင်းကဗျာအစောဆုံးလဲကြည့်ပြန်ရင်ရခိုင်မင်းပါစောဖြူရဲ့သမီးမောက်တော်မင်းသမီးအတွေ့ဖတူမင်းညိုရေးသားရဲ့ရခိုင်မင်းသမီးအေးချင်းပါပဲဒါကိုကြည့်ရင်မင်းသားငယ်မင်းသမီးငယ်တွေအတွေ့အေးချင်းရေးတဲ့အစဉ်လာကိုရခိုင်စာဆိုတွေကဥဆောင်ခဲ့တယ်လို့ဆိုနိုင်ပါလိမ့်မယ်ရခိုင်စာဆိုတွေထဲမှာနောက်ထင်ရှားတဲ့စာဆိုတဦးကဥက္ကာပြန်ပါခရစ်နှစ်1500ကျော်1600လောက်မှာရခိုင်ဘုရင်မင်းကပေါင်းဟန်သာဝတီကိုရောက်နေပါတယ်။ဘုရင်နဲ့ပါလာတဲ့အမတ်ကြီးဥက္ကာပြန်ကရခိုင်ကိုလွမ်းလှပါပြီ။ပြန်လှပါပြီ။ဒီမှာတင်ကိုဘုရင်ရခိုင်ကိုခြေဥပြန်လှည့်ဖို့12ရာသီပွဲကြပြကြီးကိုရေးပါတယ်။ဒီကြပြဟာလည်းပညာရှင်တွေတလေးတစားချီးကျူးရတဲ့ကြပြပါ။ကြပြလင်္ကာနဲ့ပတ်သက်လာရင်ရှေ့ထဲရောက်နေတာဟာရခိုင်တိုင်းရင်းသားတွေရဲ့ကြပြလင်္ကာဗီဇကြောင့်လို့ဆိုရင်မမှားတန်ရပါဘူး။ရခိုင်တိုင်းရင်းသားတွေကအရေးအခင်းထူးထူးခြားခြားရှိတိုင်းကြပြမပါရင်ပြီးမှမပြေတာလှေလော်ထွက်ရင်ကြပြနဲ့ဖျားဝဲရှိရင်ကြပြနဲ့အလှမင်္ဂလာပွဲမှာကြပြနဲ့ကင်းခဲ့ပါတယ်ရှင်ဒါကြောင့်လေလှေတော်တန်ကြပြတခက်လွဲသားချော်ကြပြတို့ပါချင်းတို့တဘိုတွဲလာကောက်ရိပ်အပြီးတီကြဆိုကြတဲ့တန်ကြက်တို့ပုဂ္ဂိုလ်တူဦးရဲ့အထုပ်ပတ်တိကိုဖွဲ့တဲ့ဘွဲကြပြတို့ကြပြလင်္ကာအဖွဲ့အမျိုးမျိုးတွေ့နိုင်ပါတယ်အဆုံးစွန်အစီရင်ခံရရင်ဗမာကြပြမှာမတွေ့ရတဲ့တခွားသီးအဖွဲ့ကြပြမျိုးကိုတော့တွေ့ရပါတယ်ရှင်ကြပြလင်္ကာဘက်မှာသာမဟုတ်ပါဘူးစကားပြေဘက်မှာဆိုရင်လည်းကျောက်စာရာဇဝင်ရှောက်ထုံးပုံမြင်ဝိထုစသဖြင့်ပေါ်ပေါ်ကျွတ်ကျွတ်ရှိလာတဲ့ရခိုင်စာပေပါဒီလိုအဆင့်တန်းမြင့်တဲ့တိုင်းရင်းသားဘာသာစာပေကိုမြင့်တင်ဖို့အလုပ်ဟာမြန်မာတိုင်းရင်းသားတိုင်းတာဝန်တရက်ပါပဲမြန်မာစာလေ့လာရေးမှာဗမာစကားသက်ကိုသာမဟုတ်ပဲတိုင်းရင်းဘာသာစာပေတွေကိုပါလေ့လာဖို့အခွင့်အလမ်းဖန်တီးနိုင်ရင်ကောင်းနေစွာလို့အောက်မေ့မိပါတယ်ရှင်စာပေမြင့်ပြီးလူမျိုးတင်ပါရခိုင်ပြည်ငါတို့ပြည်အဖို့ပြီးစုဇာရုံးရေပေါ်လီရာရူမနဲ့နီရခိုင်ဘာသာစာပြီးကာမီရခိုင်ပြည်ငါတို့ပြည်အဖို့ပြီးစုဇာရုံးရေပေါ်လီရာရူမနဲ့နီရခိုင်ဘာသာစာပြီးကာမီရေရာလာဒရီအပေါ်ပြီးကာဝေလို့တမျိုးသားလုံးလာရှောင်းစားလေကိုပရိကူနဲ့နေငါရေလူပြောအမိုင်းလုံးတေကအာရီယနေဒီမင်းကိုရာမလို့ဒီပိုင်နေမလို့ပရိကူမလို့ရှုံးလေရေရာလာဒရီအပေါ်ပြီးကာဝေလို့တမျိုးသားလုံးလာရှောင်းစားလေကိုနဲ့နေလာရေလူမျိုးသမိုင်းလုံးတွေကအာရီယနေဒီမင်းကိုငါတို့ဒီပိုင်ရင်း